စိတ်ညစ်တယ်ဆိုပြီးတချို့ညည်းကြတာရှိတယ်စိတ်ကဘာလို့ညစ်တာတော့အငြိအကျေးတွေနဲ့ပေါင်းပြီးလို့စိတ်ကညစ်သွားတာအလိုဆန္ဒဆိုတာစိတ်ရဲ့အငြိအကျေးပဲမကျေနပ်မှုဆိုတာစိတ်ရဲ့အငြိအကျေးပဲတူဝေမိုင်မဲမှုဆိုတာလည်းစိတ်ရဲ့အငြိအကျေးပဲဒါကြောင့်မြတ်စွာဘုရားကတယောမေဘိက္ခဝေအန္တရာမလာလောဘဒေါသမောဟဆိုတဲ့ဒီတရားသုံးပါးဟာအန္တရာမလာစိတ်ရဲ့အငြိအကျေးဖြစ်တယ်တဲ့အဲ့ဒါစိတ်ညစ်တယ်ဆိုတာအဲ့ဒီတရားတွေကြောင့်စိတ်ညစ်ရဒါလောဘဒေါသမောဟဆိုတာစိတ်ရဲ့အငြိအကျေးတင်လားဆိုတော့မကဘူးတဲ့အန္တရာအမိတ္တစိတ်ရဲ့မိတ်ဆွေပြက်လည်းဖြစ်တယ်တဲ့စိတ်ရဲ့အကျိုးမဲ့ကိုနောက်ွယ်ကနေဖန်တီးမဲ့မိတ်ဆွေရောင်ဆောင်းနေတဲ့ရန်သူပေါ့နောက်ကျောကိုဓာတ်နဲ့ထိုးမဲ့မိတ်ဆွေပြက်လောဘဒေါသမောဟဆိုတာစိတ်ရဲ့မိတ်ဆွေပြက်ပါတဲ့ဒါရင်လားအကာကြီးကိုအန္တရာတပ္ပတ္တလောဘဒေါသမောဟဆိုတာစိတ်ရဲ့ရန်သူလည်းဖြစ်တယ်တဲ့အတီးလည်းမဲ့နှိမ့်ဆက်မဲ့နှောင့်ယှက်မဲ့ဒုက္ခရောက်အောင်ဆင်းရဲအောင်အမျိုးမျိုးဖန်တီးလိုက်မယ်ဒီလိုဆန္ဒတွေမကျေနပ်မှုတွေတွေးမိုင်မဲမှုတွေဆိုတာစိတ်ကိုအမြဲတမ်းဆင်းရဲအောင်နှိမ့်ဆက်တဲ့အတွက်ကြောင့်စိတ်ရဲ့ရန်သူတွေဖြစ်တယ်တဲ့ဒါကြောင့်တရားတော်တို့ဦးဇင်းတို့ခါအားလျော်စွာစိတ်ဆင်းရဲလိုက်တာလို့ညည်းရတာရှိတယ်စိတ်ကအလကားဆင်းရဲတာမဟုတ်စိတ်ကိုဆင်းရဲအောင်နှိမ့်ဆက်တဲ့အရာတွေရောက်ဒီစိတ်ကဆင်းရဲသွားတာဒါကြောင့်ထီတာကိုတည်နေတဲ့အချိန်မှာဒီလောဘဒေါသမောဟဆိုတဲ့စိတ်ကိုဆင်းရဲအောင်နှိမ့်ဆက်မဲ့အရာတွေမရှိတဲ့အတွက်ကြောင့်စိတ်ကလေးချမ်းသာတယ်ဆိုတာဖြစ်လာတယ်ဒါကြောင့်စိတ်ရဲ့အညစ်အကြေးတွေမပေးကြံရလေအောင်စိတ်ရဲ့မိတ်ဆွေပြည့်တွေနဲ့ဒီစိတ်မပေါင်းမိလေအောင်စိတ်ရဲ့ရန်သူတွေရဲ့နှိမ့်ဆက်တာကိုမခံရလေအောင်သတိထားပြီးတော့နေရတယ်လောဘဒေါသမောဟဆိုတာဆိုးတဲ့ဘက်မှာဒီလောက်တင်ဆိုးတာမဟုတ်ဘူးတဲ့နောက်ထပ်ကြံသေးတယ်အန္တရာဝဒကစိတ်ရဲ့သူတသမားလည်းဖြစ်တယ်တဲ့စိတ်ကိုဖျက်ဆီးအောင်ဖျက်ဆီးမဲ့စိတ်ရဲ့သူတသမားတဲ့အလိုဆန္ဒတွေမကျေနပ်မှုတွေမိုက်မဲမှုတွေဆိုတာစိတ်ကိုအသေးသက်မဲ့စိတ်ရဲ့သူတသမားလို့တော့မြတ်စွာဘုရားဟောတယ်နောက်အန္တရာပစ္စတ္ထိကစိတ်ရဲ့စန့်ကျင်ဘက်သမားတွေလည်းဖြစ်တယ်တဲ့စိတ်ကဒါဖြစ်ခြင်းနဲ့ဆိုရင်သူကဟိုဟာဖြစ်အောင်လုပ်မယ်စိတ်ကချမ်းသာခြင်းနဲ့ဆိုရင်လောဘဒေါသမောဟကဆင်းရဲအောင်လုပ်မယ်စိတ်ကရှင်းခြင်းနဲ့ဆိုရင်လောဘဒေါသမောဟကရှုပ်အောင်လုပ်မယ်စိတ်ကအေးခြင်းနဲ့ဆိုရင်လောဘဒေါသမောဟကပူအောင်လုပ်မယ်စိတ်ဖြစ်ခြင်းတာကိုအားလုံးဆန့်ကျင်ပြီးတော့ပဲလုပ်တယ်တဲ့ဒါကြောင့်လောဘဒေါသမောဟကိုအန္တရာပစ္စတ္ထိကစိတ်ရဲ့ဆန့်ကျင်ဘက်သမားများလို့မြတ်စွာဘုရားဟောတယ်အဲ့ဒါလို့ဆိုးသွမ်းတဲ့တရားတွေကိုမိမိစိတ်ထဲမဝင်ရအောင်မရောက်ရအောင်ထိမှုသဘောရဲ့ပုံမှာဒလဇတ်တတိထားပြီးတော့နေကြရတာလောဘဒေါသမောဟဆိုတာအခု၅ချက်တောင်ပြောခဲ့တယ်အန္တရာမလာစိတ်ရဲ့အငြိအကျေးအန္တရာအမိတ္တစိတ်ရဲ့မိတ်ဆွေပြက်အန္တရာတပ္ပတ္တစိတ်ရဲ့ရန်သူအန္တရာပစ္စတ္ထိကအန္တရာဝရကစိတ်ရဲ့သူတသမားအန္တရာပစ္စတ္ထိကစိတ်ရဲ့ဆန့်ကျင်ဘက်သမားတဲ့အဲ့ဒီလိုဆိုးသွမ်းတဲ့တရားတွေဒီစိတ်ကိုဝင်ပြီးတော့ညစ်အောင်ဆင်းရဲအောင်ပေးကြံအောင်မလုံးနိုင်ဖို့အတွက်တတိနဲ့ဒီစိတ်ကိုကာကွယ်ဆောင်ရှောက်ရတာညစ်အောင်လုံးမဲ့အရာတွေမရှိတော့စိတ်ကလေးဖြူတယ်ပေါ့ဆင်းရဲအောင်နှိမ့်ဆက်မဲ့အရာတွေမရှိတော့စိတ်ကလေးချမ်းသာတယ်ပေါ့စိတ်ကိုပူလောင်အောင်ရှုမြိုက်မဲ့အရာတွေမရှိလို့စိတ်ကလေးအေးချမ်းတယ်ပေါ့ဒါကြောင့်ထိမှုသဘောကိုဒလဇတ်တတိထားနေတဲ့မြင့်မြတ်တဲ့လုပ်ငန်းကိုကြိုးစားတိုင်းကိုယ်စိတ်ကိုချမ်းသာအောင်လုပ်နေတာကိုယ်စိတ်ကိုအေးချမ်းအောင်လုပ်နေတာကိုယ်စိတ်ကိုဖြူစင်အောင်ကြိုးစားတာဒီတတိထားတဲ့လုပ်ငန်းစဉ်ကလွဲလို့စိတ်ကိုဖြူစင်အောင်လုပ်တဲ့နည်းစိတ်ကိုချမ်းသာအောင်လုပ်တဲ့နည်းစိတ်ကိုအေးချမ်းအောင်လုပ်တဲ့နည်းဆိုတာမရှိပါဘူးတ
ဒါကြောင့်အလွန်မြင့်မြတ်တဲ့ကျင့်စဉ်ကိုကျင့်နေတာဝင်လေဝင်တိုင်းထီတယ်ထီတိုင်းတည်နေအောင်ကြိုးစားထွက်လေထွက်တိုင်းထီတယ်ထီတိုင်းတည်နေအောင်ကြိုးစားဒီလိုသတိထားခြင်းဟာဒီစိတ်ကိုမစင်းရဲအောင်ရှုစင်းအောင်ရန်သူတွေအညစ်အကြေးတွေမဝင်အောင်ကာကွယ်ဆောင်ရှောက်နေတာဒါကြောင့်မြတ်စွာဘုရားကသူတို့တန်သူနိပုဏ္ဏယထာကာမနိပါတိနံစိတ်တံရခေထမေရာဝီစိတ်တံဂௌတံဒုက္ခဝဟံလို့ဒီလိုဟောတာပေါ့သူတို့တန်အလွန်မြင်နိုင်ခဲ့တဲ့သဘောရှိတဲ့သူနိပုဏ္ဏအလွန်နူးညံ့သိမ်မွေ့တဲ့ယထာကာမနိပါဒနံစီမရှိကံမရှိဘယံမရာရောက်ချင်ရာကိုရောက်သွားတဲ့သဘောရှိတဲ့စိတ်တံစိတ်ကိုမေရာဝီကြောင်းကျိုးမြင်သည့်ပညာရှိသည်ရခေထတတိတရားဖြင့်စောင့်ရှောက်ရ၏ဂௌတံစောင့်ရှောက်လို့လုံခြုံတဲ့စိတ်တံစိတ်သည်ဒုက္ခဝဟံအမျိုးမျိုးသောချမ်းသာဒုက္ခကိုပေးလိမ့်မယ်ခန္ဓာမှာဖြစ်နေတာကိုသတိထားခြင်းအပြင်ဒီစိတ်ကိုကာဝယ်စောင့်ရှောက်ရမယ်သတိရှိနေစိတ်ကလုံခြုံနေလောဘလည်းဝင်ပြီးတော့နှိပ်စက်လို့မရဒေါသလည်းဝင်ပြီးတော့နှိပ်စက်လို့မရမောဟတို့မာနတို့အိတ်သားတို့မစ္စည်းယတို့ယုံညံ့တဲ့အငြိအကြီးတွေရန်သူတွေဘာမှဝင်လို့မရတတိကအလုံးစုံဆုံးကာကွယ်ဆောင်ရှောက်ထားတာဒါကြောင့်ခန္ဓာမှာဖြစ်ပေါ်နေတဲ့ဒီဝင်လေထွက်လေကြောင့်ဖြစ်နေတဲ့ထိမှုသဘောကိုတတ်နိုင်တဲ့များဒလဇတ်တီးပြီးတော့နေအောင်တတိနဲ့ကာကွယ်ဆောင်ရှောက်ရမယ်ကျန်တဲ့ချိန်တွေမှာလည်းပဲခန္ဓာမှာဖြစ်ပေါ်နေတဲ့ဘယ်ထင်ရှားတဲ့အရာရဲ့အပေါ်မှာမဆိုတည်ထားပြီးတော့နေရဒါကတော့ထိုင်နေတဲ့အချိန်မှာမို့လို့ဝင်လေထွက်လေကြောင့်ဖြစ်တဲ့ထိမှုသဘောလေးကိုအထူးအာယုံဆိုင်ပြီးတော့သိပါလို့ဒါဦးဇင်းတို့ပြောရတယ်တကယ်တမ်းသတိပဋ္ဌာန်ဘာဝနာအလုပ်ဆိုတာဒီခန္ဓာမှာထင်ရှားဖြစ်ပေါ်နေတဲ့ဘယ်အရာရဲ့အပေါ်မှာမဆိုသတိထားဖို့မြတ်စွာဘုရားသင်ပေးတာဒါကြောင့်တခြားအချိန်တွေမှာလည်းပဲဖြစ်ပေါ်နေတဲ့သဘာဝတရားတွေရဲ့ပုံမှာသတိထားပြီးတော့နေရအဲ့ဒါလိုသတိထားခြင်းကပဲစိတ်ကိုကာကွယ်နေတာစောင့်ရှောက်နေတာစိတ်တံရခေထမေရာဝီအမျော်မြင်ရှိတဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာဒီစိတ်ကိုသတိနဲ့ကာကွယ်ရမယ်တဲ့အဲ့ဒါလိုကိုယ်ဟာသတိထားနိုင်လို့စိတ်ကလေးကလုံလုံခြုံခြုံရှိမယ်ဘေးကင်းရန်ကင်းရှိမယ်အဲ့လိုဆိုလို့ရှိရင်အဲ့ဒီလုံခြုံတဲ့စိတ်ဟာစိတ်တံဂௌတံဒုက္ခဝဟံတဲ့အမျိုးမျိုးသောချမ်းသာကိုပေးမှာတဲ့ကိုလိုချင်တဲ့ချမ်းသာကိုအမေကမပေးနိုင်ဘူးအဖေကမပေးနိုင်ဘူးကိုယ့်ရဲ့တခြားသောမှားယွင်းတဲ့လုပ်ရက်တွေကလည်းမပေးနိုင်ကိုယ့်ရဲ့စိတ်ကိုသတိနဲ့ကာကွယ်စောင့်ရှောက်လို့လုံခြုံမှုရှိတဲ့စိတ်ကပဲချမ်းသာဒုက္ခကိုပေးမှာတဲ့ဒါကြောင့်ချမ်းသာခြင်းကြတဲ့ပုဂ္ဂိုလ်များကိုယ်စိတ်ကိုလောဘဒေါသမောဟရန်သူဝင်မလာအောင်သတိထားပြီးတော့ကာကွယ်စောင့်ရှောက်ရဒါကြောင့်ဝင်လေဝင်တိုင်းထီတယ်ထီတိုင်းဒလဇတ်သိနေအောင်ကြိုးစားပါထွက်လေထွက်တိုင်းထီတယ်ထီတိုင်းတန်နိုင်သမျှဒလဇတ်သိနေအောင်ကြိုးစားပါအဲလိုကြိုးစားအထုတ်တဲ့အခါမှာလည်းပဲတတိတွေကတော့စက်ဖို့လိုအပ်တယ်စိစက်ဖို့လိုအပ်တယ်မြတ်စွာဘုရားဟောတော်မူခဲ့တဲ့နန္ဒယဟန်ကိုအကြောင်းပြုပြီးတော့ဟောတော်မူခဲ့တဲ့ဂါထာတော်နှစ်ပုဒ်ရှိတယ်သတိပဋ္ဌာန်ဘာဝနာတရားပွားများအထောက်ကြတဲ့ပုဂ္ဂိုလ်များအထူးနှလုံးသွင်းစရာကောင်းတယ်ပေါ့ဘာဟောတာတော့ယထာအာဂါရံဒုက္ဆန္တံဥဋ္ဌိသမတိဝိဇ္ဇတိဧဝံအဘာဝိတံစိတ်တံရာဂောသမတိဝိဇ္ဇတိယထာအာဂါရံဒုက္ဆန္တံအိတ်တလုံးကိုကောင်းကောင်းမိုးမထားဘူးဆိုလို့ရှိရင်ဥဋ္ဌိသမတိဝိဇ္ဇတိမိုးရွာလာတဲ့အခါမှာမိုးရေတွေဟာယိုကျလိမ့်မယ်တဲ့အိမ်နှလုံးကောင်းကောင်းမိုးမထားဘူးစစ်စစ်ဆက်ဆက်မိုးမထားဘူးဂျေဒီဂျေဆုပ်မိုးထားတယ်ဒါဆိုလို့ရှိရင်မိုးရွာလို့ရှိရင်မိုးရေတွေစီးကြယိုကျအချင်းတွေရင်းတွေအကုန်လုံးမိုးရေတွေရွှဲနောက်အကားတွေရွှဲအခင်းတွေရွှဲတိုင်တွေရွှဲဒီလိုနဲ့ပဲဒီအိမ်ကြီးဟာရွှေ့မြေပြီးတော့
ခိုင်တဲ့လောက်မခိုင်မဲနဲ့စိုးစိုးဖြည်းဖြည်းပြိုလဲပြီးတော့ပျက်စီးသွားမယ်ဒါကမြတ်စွာဘုရားပေးတဲ့ဥပမာယထာအာကာရဒုစန္ဒဥဋ္ဌိတမတိဝိဇ္ဇတိအိမ်တလုံးကောင်းကောင်းမိုးမထားရင်တော့မိုးရီတွေကဝင်ရောက်ပြီးတော့ဒီအိမ်ကိုရွှေ့အောင်နှိပ်စက်လိမ့်မယ်အဲ့ဒါလိုပဲတဲ့ဧဝံအဘဝိတံစိတ်တံရာဂောတမတိဝိဇ္ဇတိဒီစိတ်ကိုတတိနဲ့မဆောင်လျှောက်ဘူးမပွားများဘူးဆိုလို့ရှိရင်ရာဂအစရှိတဲ့ကိလေသာတရားတွေကဝင်ပြီးတော့နှိပ်စက်လိမ့်မယ်လို့ဒီလိုမြတ်စွာဘုရားဟောဒီနေရာမှာစိတ်ကိုဝိရိယနဲ့တတိနဲ့ခိုင်မာအောင်ပွားများဖို့လိုတယ်အဲ့လိုပွားများတဲ့နေရာမှာလည်းပဲအိမ်ကိုမိုးရင်စစ်စစ်ဆက်ဆက်မိုးရတယ်လို့တတိတွေစက်အောင်ကြိုးစားရတယ်တတိမဆက်ဘူးဆိုရင်တတိတစ်ခုနဲ့တစ်ခုကြားမှာခက်ကြဲကြဲကြီးမြန်ဖြစ်နေမယ်ဆိုရင်တော့ဆွဲမဲ့မှုမကျေနပ်မှုတွေးမှုဆိုတဲ့ဒီကိလေသာတရားတွေကအကြောင်းအားလျော်စွာဖြစ်မှာပဲဘာလို့လဲဆိုတော့အာယုန်တွေကတွေ့နေတာလေမြင်နေတာတွေရှိတယ်ကြားနေတာတွေရှိတယ်အနံ့နေရနေတာတွေရှိတယ်အရသာတွေစားတောင်းနေတာတွေရှိတယ်အတွေ့အထိတွေတွေ့ထိနေတာတွေရှိတယ်ကောင်းဆိုမျိုးမျိုးတွေးကြံနေတာတွေရှိတယ်အဲ့ဒီအာယုန်တွေတွေ့တိုင်းလိုလားเสียလို့ထင်တော့ဇာကဝင်နှိမ့်ဆက်မကျေနပ်เสียလို့ထင်တော့ဒေါသကဝင်နှိမ့်ဆက်ဘာဖြစ်လို့ဖြစ်လိုက်မှန်းကိုမသိပါဘူးကွယ်ဆိုတော့မောဟကဝင်ပြီးတော့နှိမ့်ဆက်ဒါကြောင့်အိမ်ကိုမိုးလုံခြင်းနဲ့ဆိုရင်အမိုးကိုစစ်စစ်ဆက်ဆက်မိုးဖို့လိုတယ်ကိုယ့်ရဲ့စိတ်လေးကိုလည်းပဲလောဘဒေါသမောဟရန်သူမဝင်စေခြင်းဘူးဆိုလို့ရှိရင်ကာကွယ်စောင့်ရှောက်တဲ့နေရာမှာစစ်စစ်ဆက်ဆက်နောက်ရှေ့သတိနဲ့နောက်သတိနဲ့စက်အောင်တတ်နိုင်သမျှကြိုးစားကြရမယ်ဒါဆိုလို့ရှိရင်ຢာကအစရှိတဲ့ကိလေသာတွေဝင်ပြီးတော့မနှိမ့်ဆက်နိုင်ဘူးပေါ့ယထာအာကာရသုစန္ဒဥဋ္ဌိနသမတိဝိဇ္ဇတိယထာအာကာရသုစန္ဒဥဋ္ဌိနသမတိဝိဇ္ဇတိဧဝံသူဘာဝိတံစိတ်တံရာဂောနသမတိဝိဇ္ဇတိအိမ်ကိုကောင်းကောင်းမိုးထားမယ်ဆိုရင်တော့မိုးရီတွေမယိုနိုင်ဘူးဒါဆိုရင်ဒီအိမ်ဟာခိုင်မယ်အဲ့လိုပဲဒီစိတ်ကလေးကိုတတိနဲ့ကောင်းကောင်းပွားများမယ်ဒါဆိုလို့ရှိရင်ကိလေသာတွေဝင်ပြီးတော့နှိမ့်ဆက်နိုင်မှုလို့မြတ်စွာဘုရားအဲ့လိုဟောပါတယ်ဒါကြောင့်ယောဂီများဝင်လေထွက်လေရဲ့ဝင်လေထွက်လေကြောင့်ဖြစ်ပေါ်နေတဲ့ဒီထိမှုသဘောကိုတတိထားတဲ့အခါမှာတန်းနိုင်သမျှရှေ့တတိနဲ့နောက်တတိနဲ့ဆက်ဆက်နေအောင်ကြိုးစားရမယ်တတိတွေထားတာစိတ်လေးလေးဒီသဘာဝတရားရဲ့အဖြစ်မှန်ကိုနားလည်လေးလေးပဲဩတတိထားလိုက်တယ်နောက်ထပ်ဖြစ်လာပြန်တယ်ထပ်ပြီးတော့တတိထားလိုက်တယ်နောက်ထပ်ဖြစ်လာပြန်တယ်ထပ်ပြီးတော့တတိထားပြန်တယ်ဒီထပ်ပြီးတော့ထားလိုက်တိုင်းရှေ့ကတတိထားခဲ့တဲ့အရာနဲ့ထားခဲ့တဲ့တတိမရှိတော့ဘူးဆိုတာကိုသိနိုင်ဒါကိုတတ်နိုင်သမျှနားလေသဘောပေါက်အောင်ကြိုးစားရမယ်ဖြစ်တိုင်းသိတယ်သိပြီးတိုင်းလည်းမရှိတော့ဖြစ်တိုင်းသိတယ်သိပြီးတိုင်းလည်းပျောက်လိုက်နေတာပဲဒါဟာယုံနာတို့ရဲ့အနိစ္စဆိုတဲ့သဘောအမှန်ပဲဒါကိုသိအောင်မြင်အောင်လုံလဝရိယနဲ့ကြိုးစားနေကြရတာဒါကြောင့်ဝင်လေဝင်တိုင်းထီတိုင်းသိနေအောင်ကြိုးစားထွက်လေထွက်တိုင်းထီတိုင်းသိနေအောင်ကြိုးစားပါတတိကင်းပြီးတော့နေရင်ဒီစိတ်ကဆိုင်တဲ့သဘောရှိတယ်တတိကင်းပြီးတော့နေတဲ့အချိန်တိုင်းမှာတမျိုးမဟုတ်တမျိုးတော့ဒီစိတ်ကဆိုင်နေတယ်အလိုဆန္ဒတွေဖြစ်တယ်ဆိုတာသူတော်ကောင်းတွေရဲ့အမြင်နဲ့ကြည့်မျိုးဆိုရင်ဆိုင်မှုပဲတဲ့မကျေနပ်မှုတွေဖြစ်တယ်ဆိုတာမြတ်စွာဘုရားရှင်ရဲ့အလိုတော်ရဒါဟာဆိုင်မှုဖြစ်တယ်တဲ့မိုက်မဲမှုတွေဖြစ်နေတယ်ဆိုတာဆိုင်မှုတွေဖြစ်တယ်တဲ့အဲ့ဒါသတိမရှိရင်တော့အဲ့ဒီဆိုင်မှုတွေကတမျိုးမဟုတ်တမျိုးဖြစ်နေမှာပဲဒါကြောင့်ကိုယ်စိတ်ကလေးကိုမဆိုင်အောင်ဒီနေရာဖြင့်ရင်ကျေးအောင်နှုံညံ့သိမ်မွေ့အောင်တတိနဲ့တတ်နိုင်နေမြကြိုးစားကြရတာ
သတိထားနေခြင်းဟာစိတ်ကိုစောင့်ရှောက်ရရောက်တယ်လို့စိတ်ကိုယဉ်ကျေးအောင်လဲဆုံးမနေရရောက်တယ်ဆိုတော့ကစိတ်ကိုလုံးကျုံအောင်ကာကွယ်မှုပေးတဲ့စောင့်ရှောက်နေတဲ့အနေအထားကိုဦးစားပေးပြီးတော့ပြောခဲ့တာဆက်ပြီးတော့ယောဂီများထိမှုသဘောကိုတလက်ဆက်သိနေခြင်းဟာဒီစိတ်ကိုရိုင်းဆိုင်မှုကင်းပြီးတော့ယဉ်ကျေးခြင်းနဲ့ပြည့်စုံကြိုးစားနေတယ်လို့လည်းပဲနားလည်စေခြင်းနဲ့စိတ်ကိုရိုင်းဆိုင်အောင်လုပ်တာကဘယ်ဟာတွေတော့လိုဆန္ဒတွေအကျေနပ်မှုတွေမိုင်မဲမှုတွေရှင်ပြိုင်မှုတွေမနာလိုမှုတွေဝန်တိုးမှုတွေဒါတွေပဲအဲ့ဒီရိုင်းဆိုင်စေတဲ့ဒီစိတ်ကိုရိုင်းဆိုင်အောင်လုပ်ကြမယ်မကောင်းတဲ့ဓာတ်သဘာဝတွေမဖြစ်အောင်မိမိခန္ဓာမှာထင်ရှားဖြစ်ပေါ်နေတဲ့ယုဒ္ဓနန္ဒဘယ်သဘာဝတရားရဲ့ပုံမှာမဆိုသတိထားပြီးတော့နေဖို့လိုအပ်တယ်သတိထားနေခြင်းအပြင်ဒီစိတ်ဟာရိုင်းဆိုင်မှုမရှိဘူးတနည်းအားဖြင့်ယဉ်ကျေးမှုရှိတယ်အဲ့ဒီလိုစိတ်ကိုယဉ်ကျေးအောင်ဆုံးမနိုင်မှကောင်းလိမ့်မယ်တဲ့မြတ်စွာဘုရားကစိတ်တတဓမ္မထောတာတုစိတ်ကိုယဉ်ကျေးအောင်ဆုံးမမှကောင်းလိမ့်မယ်တဲ့ဘာဖြစ်လို့တော့စိတ်တန်ဒန္တဒုက္ခဝဟဒန္တဆုံးမလို့ယဉ်ကျေးတဲ့စိတ်တန်စိတ်ဆိုတာဒုက္ခဝဟသူလည်းပဲချမ်းသာဒုက္ခကိုပေးနိုင်တာပဲတဲ့ဒါဦးဇင်းတို့ဓမ္မဝရပါဠိတော်စိတ်တဝတ်ထဲမှာလာတဲ့ဂါထာတော်လေးတွေပါဒုနိဂဟတလဟုနောယထာကာမနိပါတိနောစိတ်တတဓမ္မထောတာတုစိတ်တန်ဒန္တဒုက္ခဝဟနဲ့အပြည့်အစုံရွတ်ရင်တော့အဲ့လိုရွတ်ရဒုနိဂဟတနှိမ်နှင်းဖို့နိုင်ဖို့အလွန်ခက်သောလဟုနောအလွန်လျင်မြန်သောသဘောရှိသောယထာကာမနိပါတနောစီကံမရှိဗယံပရာရောက်ခြင်းတဲ့နေရာကိုရောက်သွားတဲ့သဘောရှိသောစိတ်တတစိတ်ကိုဓမ္မထောယဉ်ကျေးအောင်ဆုံးမခြင်းသည်တာတုကောင်းလာပြီ၏ဒန္တံဆုံးမလို့ယဉ်ကျေးသောစိတ်တန်စိတ်သည်ဒုက္ခဝဟအမျိုးမျိုးသောချမ်းသာဒုက္ခကိုပေးနိုင်ပြီ၏တဲ့ဘလောက်နှစ်သာရရှိတဲ့ကြီးညိုဝေယကောင်းတဲ့ဂါထာတော်လေစိတ်ကိုဆုံးမနိုင်ရင်ချမ်းသာဒုက္ခအမျိုးမျိုးကိုအဲ့ဒီဆုံးမထားတဲ့စိတ်ကပေးမယ်လို့မြတ်စွာဘုရားတပင်ညုတဉာဏ်နဲ့ကြည်ပြီးတော့မလွဲဧကမှန်တဲ့သဘာဝကိုဟောခဲ့တာဒါကြောင့်ချမ်းသာဒုက္ခကိုရကျင်နေဆိုရင်စိတ်ကိုယဉ်ကျေးအောင်ဆုံးမရမယ်စိတ်ကိုယဉ်ကျေးအောင်ဆုံးမရဲဆိုတာကရိုင်းဆိုင်စေတဲ့ယာကဒေါသမောဟတွေမဝင်အောင်တတိနဲ့ကြိုးစားနေတာကိုပဲစိတ်ကိုယဉ်ကျေးအောင်ဆုံးမတယ်လို့ဆိုတာပါအဲ့ဒါဒီခါလာမှာမြတ်စွာဘုရားကစိတ်ရဲ့သဘာဝလေးတွေကိုထည့်ပြီးတော့ပြောထားတာကိုတွေ့ရတယ်စိတ်ဆိုတာဘယ်လိုသဘောရှိတော့ဒုနိဂဟတနိုင်ဖို့ခက်တယ်တဲ့အမြဲတမ်းထကြွတောင်းကြံမှုအားကြီးတယ်သူ့ကိုနှိမ့်နိုင်မှုသူ့ကိုနိုင်နေကင်တွယ်ဖို့ဆိုတာထင်သလောက်မလွယ်လောက်အမျိုးမျိုးသူ့ကိုနားချထားပေမဲ့လို့ဆုံးမထားပေမဲ့လို့သူဟာစိုးသွမ်းတဲ့ကလေးတစ်ယောက်လိုပဲခုတစ်မျိုးတော့ကြတစ်မျိုးအမျိုးမျိုးစိုးသွမ်းတဲ့သဘောရှိတယ်ဒါကြောင့်သူ့ကိုနိုင်ဖို့ကင်တွယ်တတ်ဖို့ဆိုတာမလွယ်လောက်မြတ်စွာဘုရားကသာနေလန်းကိုမပေးခဲ့ဘူးဆိုရင်ဒီစိတ်ကိုနိုင်အောင်ကင်တွယ်ဖို့ဆိုတာနော်အလွန်တရာမှခက်ခဲပါလိမ့်မယ်ခုတော့မြတ်စွာဘုရားကစိတ်ကိုနိုင်နေအောင်ကင်တွယ်ဖို့အတွက်နီလန်းတွေကိုစုံနေအောင်ပေးခဲ့တာဒါကြောင့်စိတ်ဆိုတာနိုင်ဖို့အလွန်ခက်တယ်တဲ့နောက်ပြီးတော့ဗာပြောတော့လဟုနောတဲ့အလွန်မြန်တဲ့သဘောရှိတယ်တဲ့တကယ်နဲ့လှစ်ကနေနေတာပဲခုကောင်းတဲ့နေရာနေတယ်တော်ကြမကောင်းတဲ့နေရာရောက်သွားတယ်နော်ခုဆိုးတဲ့နေရာနေတယ်ဟာတောက်လျှောက်ပဲအပြောင်းလဲကောင်းတာကလည်းရောက်ချင်းရောက်လာတယ်အပြောင်းလဲအလွန်မြန်တယ်ဒီစိတ်ရဲ့သဘာဝလူကငုတ်တုတ်တရားထိုင်နေပြီမလို့စိတ်ကမထင်မှတ်တဲ့နေရာကိုလည်းရောက်ချင်းရောက်သွားမှာပဲနော်လူကမထင်မှတ်တဲ့နေရာမှာစိုးသွမ်းတဲ့နေရာမှာရှိနေပြီမလို့ကောင်းတဲ့စိတ်တွေလည်းဖြစ်ချင်းဖြစ်နေနိုင်တာပဲဒီစိတ်ရဲ့သဘောကခံမရအလွန်ခက်တယ်ဒါကြောင့်မြတ်စွာဘုရားကတော့လဟုနောအလွန်မြန်တယ်လို့ဟောတယ်ဒါရင်လားမကသေးဘူးယထာကာမနိပါတိနောစိတ်ဆိုတာစီကံမရှိဘူးတဲ့တင်တော်ကြီးမတင်တော်ကြီးချင်းချင်းတဲ့သဘောမရှိဘူးသူရောက်ချင်တဲ့နေရာကိုရောက်သွားတာ
အလွန်မှဗျံပရာဆန်အဲ့ဒီလိုမျိုးနိုင်ဖို့ခက်တဲ့အလွန်မြန်တဲ့စီမရှိကမ်းမရှိဗျံပရာရောက်ခြင်းတဲ့နေရာကိုရောက်တဲ့ဒီစိတ်ကိုယဉ်ကျေးမှုရှိအောင်ဆုံးမနိုင်ရမယ်အဲ့လိုဆုံးမနိုင်မှသာလျှင်ကောင်းကြလိမ့်မယ်စိတ်တသဓမ္မထောတာတို့စိတ်ကိုဆုံးမနိုင်မှကောင်းလိမ့်မယ်တဲ့ဒီတော့စိတ်ကိုမဆုံးမနိုင်ဘူးဆိုရင်တော့ဆိုးကြလိမ့်မယ်မကောင်းကြလိမ့်မယ်ဒီတိုင်းပဲပြောဖို့ရှိဒါကြောင့်စိတ်ကိုဆုံးမမှကောင်းမယ်တဲ့စိတ်ကိုဆုံးမရင်ဘယ်လိုကောင်းမှာတော့မျိုးမျိုးသောချမ်းသာဒုက္ခကိုရတဲ့နည်းနဲ့ကောင်းသွားစိတ်တန်တန်တန်ဒုက္ခဝဟဆုံးမလို့ယဉ်ကျေးတဲ့ဒီစိတ်ဟာချမ်းသာဒုက္ခကိုပေးမယ်ဒါကြောင့်ကိုလုံးနေတဲ့အလုပ်ကဒီစိတ်ကိုယဉ်ကျေးအောင်မရိုင်းဆိုင်အောင်ဆုံးမနေတာလို့ဒီလိုလည်းပဲဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ဒလဇတ်တတိထားတဲ့လုပ်ငန်းစဉ်ကိုမြင့်တင်နိုင်ရမယ်ဝင်လေဝင်တိုင်းထီတယ်ထီတိုင်းထီတိုင်းတည်တယ်ထွက်လေထွက်တိုင်းထီတယ်ထီတိုင်းထီတိုင်းတည်နေတယ်ထီတာကိုတည်နေတိုင်းတည်နေတိုင်းကိုချမ်းသာအောင်လုပ်နေတာကိုချမ်းသာအောင်ဇောမှလာလုပ်ပေးလို့မရသူများချမ်းသာအောင်လည်းကိုသွားလုပ်ပေးလို့မရတတ္တဝါတိုင်းဟာကိုတာဝန်ကိုယူရတယ်ဒါပေမဲ့လူများစုကအဲ့ဒီအခြေခံကြတဲ့သဘောတရားလေးကိုတောင်နားမလည်နိုင်ကိုဒုက္ခရောက်ပြီဆိုရင်သူများကိုအားကိုးတယ်သူများဒုက္ခရောက်ပြီဆိုရင်ကိုကပဲဘာလုပ်ပေးနိုင်မလို့ထင်ကြတာတကယ်ကကိုကိုလည်းသူမကယ်နိုင်သူ့ကိုလည်းကိုမကယ်နိုင်ကိုပြဿနာကိုယ့်အကိုရှင်းကြရတာမရှင်းတတ်ဘူးဆိုရင်တော့ခံကြပြီအောင်တော့ဆိုတဲ့စကားအတိုင်းအကြီးအကျယ်အဲ့ဒါဒုက္ခတော်ထဲမှာခြားခြားလဲရလိမ့်မယ်ဒါကြောင့်ကိုယ်တာဝန်ကိုယူနိုင်ဖို့ကြိုးစားရမယ်ကိုယ်တာဝန်ကိုမှမယူရင်ဘယ်သူယူမလဲသူများကလည်းပဲယူခြင်းလှပါရဲ့ဆိုလို့လည်းပဲယူလို့ရတဲ့ကိစ္စမဟုတ်ဒါကြောင့်ဘိသက်ပေါင်းသူတော်ကောင်းတို့ကိုယ်စိတ်ကိုစုံမတဲ့လုပ်ငန်းကိုလိမ္မာကျွမ်းကျင်အောင်ကြိုးစားကြရတယ်အားထုတ်ကြရတာတကယ်စဉ်းစားကြည့်တော့တရားဘာဝနာလုပ်ငန်းဆိုတာအခုလောလောဆယ်ချမ်းသာအောင်လုပ်နေရရောက်တယ်လို့နောက်မှလည်းပဲချမ်းချမ်းသာသာနေနိုင်ဖို့အတွက်ဆင်းရဲမှုတွေအခက်အခဲမှုတွေနဲ့တွေ့လာတဲ့အခါမှာဖြည့်ရှင်းနိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်ထားရလဲရောက်တယ်အလွန်မှပြည့်စုံတဲ့လုပ်ငန်းကြီးပါခုလည်းပဲချမ်းသာအောင်နေရရောက်တယ်နောက်မှလည်းပဲချမ်းသာအောင်နေနိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်ပြီးသားဖြစ်တယ်ဘာများလိုပါသေးလဲဒါကြောင့်အလွန်ပြည့်စုံတဲ့အလွန်မြင့်မြတ်တဲ့ဒီလုပ်ငန်းစဉ်ကိုတရားတရားထက်ထက်တန်တန်နဲ့ဇွဲလုံးလာဝရိယကြီးကြီးမားမားနဲ့ကိုကြိုးစည်းဝါးကိုကိုယ်တိုင်မျှော်ကိုပြီးတော့ကြိုးစားကြရမှာအားထုတ်ကြရမှာကိုယ်တိုင်ကကောင်းကောင်းမွန်မွန်နေတတ်မှလည်းပဲသူများကိုလည်းပဲကောင်းကောင်းမွန်မွန်နေတတ်အောင်ပြောပေးနိုင်မှာဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့ဒီသတိပဋ္ဌာန်ဘာဝနာလုပ်ငန်းကိုလုပ်တယ်ဆိုတာကိုချမ်းသာအောင်လုပ်ရရောက်တယ်လို့သူတစ်ပါးကိုလည်းပဲချမ်းသာအောင်လုပ်တဲ့နေရာမှာအထောက်အကူပေးပြီးသားဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားကကိုစောင့်ရှောက်ပြီးသားဖြစ်တယ်လို့သူတစ်ပါးကိုသာစောင့်ရှောက်သူတစ်ပါးကိုလည်းစောင့်ရှောက်ပြီးသားဖြစ်တယ်လို့သတိပဋ္ဌာန်လုပ်ငန်းကိုအဲ့လိုမြတ်စွာဘုရားအတိပ္ပယ်ဖွင့်ဆိုပြီးတော့ဟောတယ်ကိုလိုယုံနေတာမဟုတ်ကိုရိုးတစ်ခုတည်းကိုကြည့်ပြီးတော့ကျင့်သုံးနေတာမဟုတ်သတိပဋ္ဌာန်ဘာဝနာပွားများခြင်းဟာကိုချမ်းသာအောင်လုပ်ပြီးတော့ကိုကျိုးစည်းဝါးကိုအကြီးအကျယ်ဆုံးဆောင်ရွက်နေတယ်တပြိုင်တည်းထဲမှာပဲငြိမ်းချမ်းနေတဲ့ချမ်းသာနေတဲ့ကိုကြောင့်လောကကြီးဟာဘာမှဆင်းရဲသွားတဲ့အကြောင်းမရှိဘူးငြိမ်းချမ်းမှုတွေချမ်းသာမှုတွေဒီကောင်းမြတ်တဲ့ဓာတ်တွေပဲကူးဆက်သွားတဲ့အကြောင်းရှိတယ်ဒါကြောင့်ကိုချမ်းသာအောင်နေခြင်းဟာလူဝါချမ်းသာဖို့အတွက်လည်းပဲကိုတက်နိုင်တဲ့လောက်လုပ်ပေးရရောက်တယ်ဒါကြောင့်မိမိရဲ့အကျိုးစီးပွားသူတစ်ပါးရဲ့အကျိုးစီးပွားကိုလိုလားတယ်ဆိုလို့ရှိရင်အပမာဒဆိုတဲ့သတိတရားနဲ့နေရမယ်လို့မြတ်စွာဘုရားအတိအလင်းဟောပါတယ်အထထံဝါပိဘိက္ခွေတမ္ပတ္တမာနေနအလမေဝအပမဒေနတမ္ပါဒေတုံတဲ့ကိုယ့်ရဲ့အကျိုးစီးပွားကိုလိုလားတယ်ဆိုရင်သတိလေးနဲ့နေတဲ့အဓိပ္ပာယ်ကဖြစ်နေတာကိုသိပြီးတော့နေတဲ့ပရထံဝါယိဘိက္ခွေတမ္ပတ္တမာနေနအလမေဝအပမဒေနတမ္ပါဒေတုံ
သူတစ်ပါးရဲ့အကျိုးစီးပွားကိုလိုလားတယ်ဆိုရင်လည်းပဲအဲ့ဒီအပ္ပမဒဆိုတဲ့သတိလေးနဲ့ပဲနေတဲ့ဘလောက်ရိုးရှင်းတော့ကိုချမ်းသာခြင်းနဲ့ကိုအကျိုးရှိခြင်းနဲ့ဆိုရင်လည်းသတိနဲ့နေသူများကိုချမ်းသာစေခြင်းနဲ့သူများကိုအကျိုးရှိစေခြင်းနဲ့ဆိုရင်လည်းသတိနဲ့နေဥပယထံဝါပိဘိက္ခဝေတပ္ပတ္တမာနေနအလမေဝအပ္ပမဒေနတမ္ပါဒေတုမိမိရောသူတစ်ပါးရောနှစ်ဦးစုံချမ်းသာစေခြင်းနဲ့ဆိုရင်လည်းပဲနှစ်ဦးစုံသောအကျိုးစီးပွားကိုလိုလားတယ်ဆိုရင်လည်းပဲတတိနဲ့သာနေလို့အလွန်ပြည့်ပြည့်စုံတဲ့နေနီးထိုင်နီးကိုမြတ်စွာဘုရားကသင်ကြားပေးသွားတာဒါကြောင့်ဝင်လေဝင်တိုင်းထီတယ်ထီတိုင်းထီတိုင်းတည်နေအောင်ကြိုးစားထွက်လေထွက်တိုင်းထီတယ်ထီတိုင်းထီတိုင်းတည်နေအောင်ကြိုးစားဒီအလုပ်ရဲ့အကျိုးအာနိသင်တွေမြင့်မြတ်မှုတွေဆိုတာကိုတရားဓမ္မတို့ဦးဇင်းတို့တာမန်ဉာဏ်နဲ့ကုံစင်အောင်မသိနိုင်ဘူးမြတ်စွာဘုရားကတော့တည်တော်မူမြင်တော်မူလို့ဒီလုပ်ငန်းရဲ့ဒီတတိထားပြီးတော့နေခြင်းရဲ့အကျိုးကျေးဇူးတွေကိုရှုထောင့်မျိုးစုံကနေစုံနေအောင်မြတ်စွာဘုရားကတော့ဟောပြခဲ့တာဒါကြောင့်တတိနဲ့နေတဲ့လုပ်ငန်းကိုပဲအမြင့်မြတ်ဆုံးအလုပ်တန်ဖိုးအကြီးမားဆုံးအလုပ်လို့ဒီလိုယုံကြည်မှုနားလည်မှုနဲ့စွမ်းအားရှိသလောက်ကြိုးစားကြရမှာဝါတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓနုဝဝေနတရာဒုခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗဓမ္မနုဝဝေနတရာဒုခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗတံဃာနုဝဝေနတရာဒုခိဝန္တုတိဒီတုမကံတေတရားနာပိသပေါင်းတော်ကောင်းတို့စာတာအလုံးသောတတ္တဝအနန္တတို့အားတဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတို့ကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းတဗ္ဗတိဝတ္တမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နဲ့ကောင်းတဲ့အပေါင်းတို့ကလည်းပဲရက္ခဏုကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းတဗ္ဗဗုဒ္ဓနုဘဝေနခေငါဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တရာဘဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကူတေဇောအာနုဘော်တော်တို့ကြောင့်၎င်းတဗ္ဗဓမ္မနုဘဝေနမေလီတံဖူလီတံနိဗ္ဗာန်တည်တည်ဆိုသောဆေရသောတရားတော်မြတ်တို့ရဲ့တကူတေဇောအာနုဘော်တော်တို့ကြောင့်၎င်းတဗ္ဗတံဃာနုဘဝေနမေဃထံ၄ရောက်ပလတံ၄ရောက်ဆိုသောရှေယောတော်ရိယတံဃာရှင်မြတ်တို့နဲ့တကွာတိလကိုသမာဓိကိုပညာကိုတို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘော်တော်တို့ကြောင့်၎င်းတရားနေရောညပါဘေကမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းကဲအလုံးမိမိတို့ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုအကျိုးကိုအာယုံပြုပြီးတော့ဤကုသိုလ်ကောင်းမှုအကျိုးတို့ကြောင့်မဉ္ဇဉ်ဘုညမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေလို့ဆုတောင်းကြမယ်တတ္တဝအနန္တကုသိုလ်ကောင်းမှုရဲ့အဖို့ပါကအညီမျှရပြီးတော့ချမ်းသာကြပါစေလို့စေနာမေတ္တာရှိထားပြီးတော့အမြတ်တမ်းများပေးဝေကြမယ်အလုံးညီညာညာလိုက်ပြီးတော့ဆိုရအောင်အရှင်ဖေယဘုရားတပည့်တော်တို့သည်ယနေ့ယခုပြုလုပ်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့သည်မဲ့ညာဖို့ညာမျက်နှိဗ္ဗာန်ကိုမျက်မှောက်ပြုရန်အာကောင်းသောအထောက်အပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤကုသိုလ်တို့ဤအဖို့ဘာကကိုအသက်ထင်ရှားရှိမရှိဖြစ်ကုန်သောဘိုးဘွားမိဘဆွေမျိုးသားချင်းတို့အားအစာထား၍30ဘုံကျင်လီခုံသောတတ္တဝအနန္တတို့အားအညီအမျှပေးဝေငှပါ၏အမျှရကြ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောကုသိုလ်အမြတ်
ယူတော်မူကြပါကုန်လုံးသာဓုသာဓုသာဓု